ဒါကြောင့်မလို့တဲ့ဟောပေါ့နာအဲ့ဒါလိုမေတ္တာကိုတော့ကန့်တမရှိဖြန့်ကျက်တယ်ပြန်ပြောစေတယ်တဖန်ငါကရုဏာကိုပြောင်းပြီးတော့တဲ့ပြန်ပြောစေတယ်ပြန့်နှံ့စေတယ်ကရုဏာကိုပွားတဲ့အခါမှာယောဂရိုကြီးမိမိအောက်ကျတယ်မိမိတဲ့နှိမ့်ကျတယ်အခုလောလောဆယ်မှာဒုက္ခရောက်နေတာအခုလောလောဆယ်မှာနှိမ့်ဆက်ညှင်းဆဲခံနေရအခုလောလောလတ်လတ်မော်ပွားအတိဒုက္ခရောက်နေတာဘာသာမရွေးလူမျိုးမရွေးပုဂ္ဂိုလ်မရွေးဆွေမျိုးသားချင်းမရွေးအတွင်းပြင်မရွေးကရုဏာကိုပြန့်နှံ့စေသူတို့ရဲ့ဒီဝိဒုက္ခတွေပူပန်မှုတွေမတန်ရမှုတွေအတိဒုက္ခတွေကနေလွတ်မြောက်ကြပါစေအမြန်ဆုံးလွတ်မြောက်ကြပါစေအဲ့ဒီလွတ်မြောက်ခြင်းကိုချက်ချင်းလည်းငင်ခံစားနိုင်ပါစေတဏှာညာသောကရုဏာစိတ်ကိုပြန်နှံ့စေပြီးပြန်ပြောစေတယ်အဲ့ဒါလိုပြန်ပြောပြီးတော့ပြန်ပြောစေပြီးငါကရုဏာနဲ့လောကကိုဖြတ်နှံ့တယ်ဟောပုံနာလေအခုခါမှာကြည်ပွားခြင်းချမ်းသာခြင်းပြည့်စုံခြင်းဝမ်းမြောက်ဝမ်းသာဖြစ်သောသူတို့ကိုထတ်တူထမ်းမြတဲ့ဝမ်းမြောက်ဝမ်းသာဖြစ်ရတယ်မုရိဒာအဲ့ဒါဆိုကရုဏာနဲ့မုရိဒာမှာဘယ်ဟာပိုခက်မိမိနဲ့တာလုံးနဲ့မိမိနဲ့ပြိုင်ဘက်လည်းဖြစ်တယ်သူကလည်းပြည့်စုံနေတယ်ကိုယ်ကိုယ်တော်တာလုံးသွားတယ်အဲ့ဒါလိုလူတွေလေနော်ပြည့်စုံနေတဲ့သူတွေချမ်းသာနေတဲ့သူတွေချမ်းသာနေတဲ့နိုင်ငံတွေပြည့်စုံနေတဲ့နိုင်ငံတွေအဲ့လိုမျိုးသူတွေကိုလေသူတို့နဲ့ထပ်တူထပ်မြတ်ဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့စိတ်ကြည်နူးပြီးတော့မုရိဒာကိုပြန့်နှံ့နေတယ်ပြန်ပြောစေတယ်အကန့်အသတ်မရှိဘူးအဲ့ဒီမှာယန္တုရဲ့မိတ်ဆွေပါမရှိဘူးမုရိဒာကိုပွားများတယ်ဟောပုံနာလေတတ္တဝါတို့ဟာကံကြိုးအားလျော်စွာပြုမှုကြတယ်မိမကိုယ်တော်မှာအဓိဒုက္ခဖြစ်အောင်နော်စัญญမဲ့ဖြစ်အောင်ပြုမှုတာတွေရှိတယ်မိမိရဲ့အသင်ပဲလည်းမဟုတ်ဘူးအပြောဆိုလည်းလက်မခံဘူးအမိုးဆိုလည်းလက်မခံတဲ့အပြင်ကိုအတိုက်ခံပြုတ်တယ်ဟိုဒေဝရတ်တော်လို့မာနတ်တော်အဲ့လိုမျိုးတွေအတိုက်ခံနေပြုတ်ကြတယ်အဲ့ဒီသဘောတွေမှလည်းသူတို့ဟာအခွင့်ခံတဲ့လျှောက်ပတ်တဲ့အခါကာလကြတယ်ရှင်ချမ်းသာရဆင်းရဲကင်းရတရားတွေကိုဟောကြားညာအောင်လို့နှလုံးသွင်းပြီးတော့ထိုသူတွေပြုတဲ့ကံနဲ့ကံရဲ့အကျိုးပေးတွေကိုဉာဏ်ဝထင်ထင်မြင်၍ထိုသူတွေချမ်းသာကိုအခါလျော်စွာရမယ်ဆိုလို့ရှိရင်တစ်နှစ်လျှောက်ပတ်တယ်ဆိုလို့ရှိရင်ဖြန့်ဝေအံဆိုပြီးတော့အဲ့ဒါလိုနှလုံးသွင်းပြီးတော့ဘုခါမှာဥပ္ပခာအာယုံနဲ့ဆင်းရဲချမ်းသာကင်းတဲ့တုံလုံးချင်းကင်းလျက်နေတယ်ဤသူအပြင်လည်းမေတ္တာကရုဏာမုဒိတာဥပ္ပခာဆိုတဲ့ဒီတရားတွေကိုလောကအကျိုးငါတတ္တဝါတွေရဲ့အပေါ်မှာဖြန့်ကျက်နေတယ်မြမတို့ရဲ့နေထိုင်ခြင်းကဲ့သို့နေထိုင်တယ်ဒါကြောင့်မလို့တဲ့ဟောပုံနာငါသည်အဲ့ဒါလိုနေထိုင်ခြင်းသည်မြမတို့ရဲ့မြင့်မြတ်သောအစ်ဆက်နေရာကိုရလေတဲ့တွားခြင်းရခြင်းထိုင်ခြင်းလျှောင်းခြင်းကိုရလေလို့မြတ်စွာဘုရားရှင်သည်ကောင်းစွာဟောကြားတော်မူလေတော်တည်း